အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရဲ့ YouTube channel လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာပါလို့ဦးစားနေဝင်ဆက်ရေးကျွန်တော်ရဲ့အခုဗီဒီယိုဖန်လာရှုလေးကနေအားလုံးကိုပြန်လည်ပြီးတော့ကျွန်တော် live ပါတယ်ကြည့်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲညာချင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုဖန်လာကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအတွက်ကို22မှ8ရက်နေ့အင်္ဂါနေ့ရဲ့မနက်ဈေးအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show လေးပဲဖြစ်ပါတယ်ကြည့်ကျွန်တော်ရဲ့ဗီဒီယိုဖန်လေးကဒါ3-4မိနစ်ပဲရှိမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုဒီမားတွေကကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုမကြော်မရစ်ဖဲနဲ့အစားဆုံးလေးရှုသွားမယ်အင်္ဂါနေ့ရဲ့နေကုန်မှာကျွန်တော်ရဲ့အကူဒီမားတွေမနက်သေးမှမထိရင်ညနေသေးမှထိအောင်လို့ကျွန်တော်ဒီအခွင့်အရေးမနက်သေးထွက်လာတဲ့စိုက်မှုရအောင်ကြည့်ပြီးတော့အဆင်ပြေအောင်နေကုန်မှာမနက်သေးမှအပြင်ပေခဲ့တော်ရှိရင်တောင်မှညနေသေးမှအဆင်ပြေအောင်ကျွန်တော်ကြိုးစားပြီးသွားမယ်နော်ကဲနေကုန်2ချိန်မှာကျွန်တော်မိအောင်ကျွန်တော်ကြိုးစားပြီးသွားမယ်နေကုန်2ချိန်လုံးမအဆင်မပြေအောင်မှကျွန်တော်မိအောင်ကျွန်တော်ရဲ့အကူဒီမားတွေကြိုးစားပြီးသွားမယ်ဒီနေ့ထွက်လာတဲ့နေကုန်စိုက်မှုရအောင်ကြည့်ပြီးတော့အင်္ဂါနေ့ရဲ့မနက်ညမှာလည်းမနက်သေးမှဒါအဆင်ပြေခဲ့တော့ရှိရင်တော့ညနေစီမှာအဆင်ပြေအောင်ကျွန်တော်ကြိုးစားပြီးသွားမယ်။နှစ်ကြိမ်လုံးအဆင်ပြေတော့မှကျွန်တော်မိအောင်ကျွန်တော်ကြိုးစားပြီးသွားမယ်။ဒီအောင်ပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲเนาะ22မှ8ရက်နေ့အင်္ဂါနေ့ရဲ့မနက်အတွက်မှာเนาะအတွက်ကိုတစ်ခါလေးပြောသွားပေးမယ်။အင်္ဂါနေ့ရဲ့မနက်မှာဒီကထားပြောတဲ့1ချင်းဒီ6တက်1ချင်း6ပိုင်1ပိုင်လေးပဲဖြစ်ပါတယ်6ပိုင်1ပိုင်ပါ6တက်1ချင်းပါကဲ6နဲ့ပတ်သက်ရင်ကျွန်တော်ရဲ့မျိုးတွေ6နှစ်ကဲ63ရယ်64ရယ်68ကဲပါကဲတင်းနဲ့ပတ်သက်ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲကျွန်တော်ပြောပေးမယ်နော်တင်းနဲ့ပတ်သက်တဲ့အမေရောက်ကိုမပြောသေးခင်မှာ3လုံးအပြီးပေါက် share ခွေကိုပြောသွားပေးမယ်နော်တင်းနဲ့ပတ်သက်ကျွန်တော်ကမေရောက်ကိုမပြောသေးခင်မှာကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲ3လုံးအပြီးပေါက် share ခွေ4နှစ်8ဒီ3လုံးအပြီးပေါက်အခွေ6နဲ့ပတ်သက်ပြီးတော့ main ဒီ6နှစ်63 64 68ပါဒါဒီ6နဲ့ပတ်သက်ပြီးတော့ main 3လုံးအပြီးပေါက် share ခွေဒီ4နှစ်8အပြီးပေါက်အခွေ3လုံးအခွေကဲတင်းတဲ့ပတ်သက်ကျွန်တော်ရဲ့ကိုဒီမားတွေ10ရယ်14ရယ်18က19ရယ်ဒါဒီကျွန်တော်ကမှတင်းတဲ့ပတ်သက်ပြီးတော့ main အင်္ဂါနေ့ရဲ့မနက်မှာကျွန်တော်ခြေဆုံး1ချင်းကိုပြောပါဆိုရင်1ပိုင်6ပိုင်16 1ချင်းကိုမှလုံးဝရှိတယ်ဘိုင်ပတ်တိရှိတယ်ကျွန်တော်ရဲ့ကိုဒီမားတွေလုံးဝကိုဒီမားတွေတွဲပြီးတော့ကစားထားမယ်ကျွန်တော်ကတော့ဒီ1ချင်းဆက်ကိုကျွန်တော်ကတော့ကိုဒီမားတွေအောင်မလာရောက်ပြီးတင်ပေးတာကဒီ1ချင်းကျွန်တော်ဒါလေးလာပြီးတော့ကျွန်တော်30ကြီးလောက်ကကျွန်တော်ဒါကြည့်နေတာကိုဒီမားတွေအောင်မယ်နော်ကျွန်တော်ဒီချိန်မှာထပ်ပြီးတော့ပေးမယ်ဆို9ချိန်မြောက်အကူဒီမားတွေအဆင်ပြေမှာဒီညက်เนาะဒါအကူဒီမားတွေအောင်မယ်ဒါ1ပိုင်6ပိုင်အကူဒီမားတွေကိုမှလုံးဝရှိရင်တွဲပြီးတော့ဆော့မယ်เนาะကြည့်အောင်ကျွန်တော်အကူဒီမားတွေအားလုံးပဲတင်းနဲ့ပတ်သက်ရင်10ရယ်14ရယ်18က19ရယ်ကြည့်အောင်မလိုက်မှတ်ပါတင်းနဲ့ပတ်သက်ကျွန်တော်အကူဒီမားအောင်မယ်10 14 18 19ဒီတင်းနဲ့ပတ်သက်ပြီးတော့ main မှာကျွန်တော်ရဲ့ဗီဒီယိုမှာလာရှိုးလေးကိုလည်းအမှန်တကယ်အားပေးပါတယ်ဆိုတဲ့အကူဒီမားတွေကလမလေးတွေနှိပ်ပြီးတော့အားပေးခဲ့မယ်ကျွန်တော်ရဲ့ဒါ channel လေးကိုလည်းအမှန်တကယ်အားပေးရဆိုတဲ့အကူဒီမားကျွန်တော်ရဲ့ဒါလာရှိုးဗီဒီယိုဖိုင်လေးကိုလည်းကိုတအူတယောက်ပဲရလို့ကိုတအူတယောက်ပဲမြင်လို့ဆက်စနာအောင်မထားဘဲနဲ့ကိုစင်ပြလို့စင်ပြရအောင်ကိုပေါင်းသလိုပေါက်ရအောင် share တဲ့အကူဒီမားတွေက share ပေးပါမျှဝေတဲ့အကူဒီမားတွေကမျှဝေပေးပါကျွန်တော်ရဲ့ဒါ channel လေးကိုလည်း subscribe မနှိပ်ကသေးတဲ့လူသိမိတ်ဆွေကျွန်တော်ရဲ့ဒါ channel လေးကို subscribe နှိပ်ခဲ့ပါအမှန်တကယ်အားပေးတော့လမလေးတွေပဲနှိပ်မယ်ကြည့်အောင်မယ်အထူးမရောတင်ကွက်2ကွက်ကောင်းเนาะအထူးမရောတင်ကွက်2ကွက်ကောင်းမှာကစားမယ်ဆိုတဲ့ကိုဒီမားတွေအထူးမရောတင်ကွက်2ကွက်ကောင်းဒီ60နဲ့65 60နဲ့ကျွန်တော်တို့မှာ65ဒီအထူးမရောတင်ကွက်2ကွက်ကောင်းပဲဖြစ်ပါတယ်အမှန်တကယ်အားဖြင့်လမလေးတွေနှိပ်ပါဗီဒီယိုဖိုင်လေးကိုလည်းအများတွေ့သွားတော့ share တဲ့ကိုဒီမားတွေက share ပေးပါအထူးမရောတင်ကွက်2ကွက်ကောင်းဒီ60နဲ့65ဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုရနာပါတော့မယ်ကျွန်တော်ရဲ့ live ဗီဒီယိုဖိုင်လေးကိုဆောင်းရှိပြကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြေဆုံးနိုင်ကြပါစေလုံးစနာမလည်းပြေးဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုသာရကိုစီပိုင်နိုင်ကြပါစေလို့ကျွန်တော်ပြောသူကမှစွန့်မကောင်းတောင်းပေးလိုက်ပါတယ်ကြည့်အားလုံးပဲကိုလက်ပါအားလုံးပဲကံကောင်းကြပါစေကျွန်တော်ကိုဒီမားတွေကံတော်ချိုးပေးကြပါစေဗျ